မြန်မာဘောလုံးချစ်ပရိသတ်ကြီးအားလုံးမင်္ဂလာပါခင်ဗျာHMF Football Channel ကနေကြိုဆိုလိုက်ရပါတယ်မြန်မာယူဆက်ခွန်အမျိုးသားအမျိုးသမီးတို့ပါဝင်ရှင်ပြိုင်ရမယ်အာရှယူဆက်ခွန်ဘောလုံးပြိုင်ပွဲအုပ်စုပွဲစဉ်ဇယားများကတော့ထွက်ပေါ်လို့လာခဲ့ပါပြီကျွန်တော်တို့ရဲ့မြန်မာယူဆက်ခွန်အမျိုးသားအသင်းဟာအုပ်စုအဖွင့်ပွဲစဉ်မှာမေလ9ရက်နေ့ည7:00 နာရီခွဲမှာရှင်ပြိုင်သွားမှာဖြစ်ပါတယ်ရှင်ပြိုင်ရမယ့်အသင်းကတော့အင်ရှင်ဆော်ဒီအာရေဗျဖြစ်ပါတယ်။အုပ်စုဒုတိယပွဲစဉ်အဖြစ်မေလ10ရက်နေ့ည12:00 နာရီမှာတာဂျီကစ္စတန်အသင်းနဲ့ရှင်ပြိုင်သွားမှာဖြစ်ပါတယ်။အုပ်စုနောက်ဆုံးပွဲစဉ်အနေနဲ့ကတော့ကျွန်တော်တို့ရဲ့အာဆီယံပြိုင်ဘက်ထိုင်းအသင်းနဲ့မေလ12ရက်နေ့ည7:00 နာရီခွဲမှာရှင်ပြိုင်ကစားသွားမှာဖြစ်ပါတယ်။ကျွန်တော်တို့ရဲ့မြန်မာယူဆက်ကွန်အသင်းလေးဟာအုပ်စုတက်တာနဲ့ကမ္ဘာဖလားဝင်ခွင့်ရမှာဖြစ်ပါတယ်။အောင်သူတန်းပိုင်လို့ရဲ့နောက်ဒုတိယကြိမ်မြောက်ကမ္ဘာဖလားဝင်ခွင့်ရမယ်အခွင့်အရေးကောင်းကြီးပဲဖြစ်ပါတယ်ယူဆက်ကွန်အမျိုးသားဘောလုံးသင်းလေးရဲ့နောက်မှာကျွန်တော်တို့မြန်မာနိုင်ငံတစ်နိုင်ငံလုံးကပြည်သက်ကြီးတာမကဒီကမ္ဘာလုံးမှာရှိတဲ့မြန်မာပြည်သက်တွေအားလုံးကလည်းစောင့်ကြည့်အားပေးနေမှာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့မြန်မာနိုင်ငံတော်အတွက်ကျွန်တော်တို့မြန်မာဘောလုံးအသင်းအတွက်အကောင်းဆုံးကြိုးစားကြပါလို့တိုက်တွန်းလိုက်ပါတယ်ဒီချိန်ထဲမှာပဲတရုတ်နိုင်ငံမှာကျင်းပမယ်2026အာရှယူဆက်ကွန်မျိုးသမီးဘောလုံးပြိုင်ပွဲအုပ်စုပွဲစဉ်အချိန်စရာများပေါ်လာနေပြီဖြစ်ပါတယ်ကျွန်တော်တို့ရဲ့မြန်မာယူဆက်ကွန်မျိုးသမီးအသင်းလေးဟာအုပ်စုအဖွင့်ပွဲမှာအင်ရှင်တရုတ်အသင်းနဲ့ကြားရောက်ခဲ့တာဖြစ်ပါတယ်မေလ1ရက်နေ့ညနေ6:00 နာရီတိုးမှာရှင်ပြိုင်ကစားသွားမှာဖြစ်ပါတယ်2026မေလ1ရက်နေ့ညနေ6:00 နာရီတိုးမှာအင်ရှင်တရုတ်နဲ့ရှင်ပြိုင်ကစားသွားမှာဖြစ်ပါတယ်မေလ4ရက်နေ့မွန်းလွဲ2နာရီတိုးမှာတော့တို့ရဲ့အာဆီယံပြိုင်ဘက်ထိုင်းယူဆက်ခွန်အမျိုးသမီးဘောလုံးအသင်းနဲ့အရှင်ပြိုင်ကစားသွားမှာဖြစ်ပါတယ်မေလ9ရက်နေ့ညနေ6:00 နာရီတိုးမှာတော့အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ်ဘီနန်ယူဆက်ခွန်အမျိုးသမီးအသင်းနဲ့ရှင်ပြိုင်ကစားသွားမှာဖြစ်ပါတယ်မေလ1ရက်နေ့ညနေ6:00 နာရီတိုးမှာအင်ရှင်တရုတ်မေလ4ရက်နေ့နေ့လယ်2နာရီတိုးမှာထိုင်းမေလ9ရက်နေ့ညနေ6:00 နာရီတို့မှာဘီယန်တို့နဲ့ရှင်ပြိုင်ကစားသွားမှာဖြစ်ပါတယ်။၄သင်း၃အုပ်စုတွေကပထမဒုတိယရ2သင်းစီနဲ့အကောင်းဆုံးအုပ်စုတတိယ2သင်းစုစုပေါင်း8သင်းကကွာတာဖိုင်နယ်ကိုရောက်ရှိမှာဖြစ်ပါတယ်။ကွာတာဖိုင်နယ်ရှင်ပြိုင်ပြီးဆီမီဖိုင်နယ်ရောက်၄သင်းဟာယူဆက်ကွန်ကမ္ဘာဖလားဝင်ခွင့်ကိုပါရရှိသွားမှာဖြစ်ပါတယ်။ဒါကြောင့်အာရုံစူးစိုက်မှုအပြည့်နဲ့မြန်မာအသင်းတွေအားလုံးရှင်ပြိုင်ပေးကြပါလို့တိုက်တွန်းလိုပါတယ်2026မှာကျွန်တော်တို့ရဲ့မြန်မာအသင်းတွေအားလုံးအောင်မြင်မှုတရဖူးစောင်းနိုင်ကြပါစေကျွန်တော်တို့ရဲ့မြန်မာဖန်ပရိသတ်ကြီးလည်းကျန်းမာကြပါစေ